အဲ့တော့ဒုတိယဖိုင်ဆိုတာမတရားလုပ်လို့ပေါ့ဗျာမတရားလုပ်လို့ဆိုတာစခန်းမှုရောပေါ့အမှန်ဆိုလို့ရှိရင်သူတို့တွေကစခန်းမှုဆိုတာဒါဘလူလာတိုင်ထားတယ်ပြောရမယ်လေအဲ့လိုမပြောဘဲနဲ့ကျွန်တော်အဲ့ဒါမျိုးကြီးပဲလုပ်တာပေါ့အဲ့လိုလုပ်တဲ့အခါကျတော့အခုကျွန်တော်ကိုလုပ်ပေးရမှာကျွန်တော်စခန်းမှုကိုတရားပြန်ဆွဲမယ်ပေါ့စခန်းမှုကိုတရားဆွဲမယ်ဥက္ကဋ္ဌကိုတရားစွဲမယ်ပေါ့လေဒါပေမဲ့အဲ့ထက်ကနေပေါ့ပြန်ဖော်ထားတဲ့လူတွေတော့ရှိတယ်ပေါ့အဲ့ဒါကတော့ရှင်းနေမှကြီးမှာပဲရှိတာပေါ့အဲ့ဒါကိုကျွန်တော်ရှင်းနေမှကတော့အခုတနင်္လာအင်္ဂါနေ့ကိုတော့ချိန်တယ်ပေါ့ကျွန်တော်အင်္ဂါနေ့ကိုချိန်တဲ့ဟာကိုအခုကဒီနေ့အင်္ဂါဆိုတော့အဲ့နေ့အမီတော့ကျွန်တော်သွားမယ်ကျွန်တော်ဒီခုနဗီဒီယိုဖိုင်လေးကိုကျွန်တော်ကို blog တွေရအောင်တော့ပို့ပေးကြပါလို့ကျွန်တော်ဒါလေးအခုလောဆယ်ဒီတစ်ဖြတ်တင်ထားမယ်ကျွန်တော်ပြီးတော့မှအဲ့ဒီအတန်ဖိုင်တို့ဟိုဟာတို့ကိုကျွန်တော်ဆက်တင်ပေးလိုက်မြင်ရကြပါနော်